ကိုယ့်ကိုအကျိုးဖြစ်ထွန်းစေမဲ့ကုသိုလ်တရားတွေကိုကျွတ်တင်လို့ရတယ်အဲ့တော့ကုသိုလ်ဆိုဒီမှာများစွာရှိတယ်ဒီများစွာရှိပြီဆိုတော့လူရတနာဝဒလည်းကုသိုလ်လုပ်တယ်လို့လူတွေကထင်ကြတယ်မဟုတ်ဘူးမြတ်စွာဘုရားကုသိုလ်နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်ကိုပြောထားတယ်ဘာလို့ဆိုကုသိုလ်ဆိုတာဟာတတ္ထာဆိုတာလည်းကုသိုလ်ပဲသီလဆိုတာလည်းကုသိုလ်ပဲသုတ္တဆိုတဲ့အဆုံးအမတရားတွေကိုသင်ယူမှုဟာလည်းကုသိုလ်ပဲစာကားလို့ဆိုတဲ့ကိုယ်အတိုင်းအတာတစ်ခုရလူမှုတမ်းမှုရေရောမှုပိကတ်မှုဆိုတာတွေလည်းကုသိုလ်ပဲပညာအကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုလို့တင်တာနဲ့မလို့တင်တာခွဲခြားပြီးတော့သိတဲ့ပညာဒါလည်းကုသိုလ်အဲ့ဒါတွေကိုယ်တဏ္ဍာမှာပြည့်စုံအောင်လုပ်လို့ပြောတယ်လောကလူတွေကတော့အလူတန်းကြီးလူမှကုသိုလ်လုပ်တယ်လို့ထင်တယ်သီလဆောက်တည်တာတို့ကျတော့သိကုသိုလ်လုပ်တယ်လို့မထင်ဘူးနော်အဲ့တော့ဒီကိုယ်တဏ္ဍာမှာအသိပညာတွေရအောင်လုပ်နေတာလေကုသိုလ်ပဲရှိလိုက်ပဲဆိုရင်တတ္ထာတဲ့သီလတဲ့သုတ္တစာကပညာအဲ့ဒီတရားတွေကကုသိုလ်တွေကြီးပဲကိုယ်တဏ္ဍာမှာရှိရမယ့်ကုသိုလ်တတ္တသီလသုတ္တစာကပညာတရားဆိုတာဘာလို့အဓိကကတော့မြတ်စွာဘုရားရဲ့အတိညာဏ်ကိုယုံကြည်တာတရားအတိညာဏ်ကိုယုံကြည်သဖြင့်ဘုရားဆုံးမကိုလက်ခံတာလက်ခံခြင်းကြောင့်ကောင်းတာတွေကိုရှောင်ပြီးကောင်းတာတွေကိုလိုက်နာကျင့်သုံးတယ်ဟောတာတရားကံကံရဲ့အကျိုးလက်ခံတဲ့တရားဟောအဲ့ဒီတရားတရားကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေဖြစ်သီလတရားကိုအကြောင်းပြုပြီးကိုခြင်းတရားကောင်းအောင်နေတယ်နောက်ထိုတရားတရားခိုင်မြဲဖို့အတွက်ဘုရားဟောတဲ့အဆုံးအမတရားတွေများစွာသိအောင်သိဘူးတယ်လေ့လာတယ်သင်ယူတယ်မှတ်သားတယ်သုတ္တဒီကိုနေ့စဉ်စားသုံးနေတဲ့ထဲကနေညတခွဲဝေပြီးတော့ဒါနချတယ်စာကအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆုံးသဘာဝကြီးရဲ့မမြဲမှုတွေလောကကိုရှုမြင်သုံးသပ်တတ်တဲ့အသိပညာတွေအဲ့ဒါတွေသိဖို့အထောက်အထားနဲ့ပညာပဲကုသိုလ်ပဲလို့ဆိုအဲ့ဒီကုသိုလ်၅မျိုးအမတ္တမအရေးကြီးတဲ့အဲ့ဒီကုသိုလ်၅မျိုးတည်းပဲမြတ်စွာဘုရားကသီလံယာဝစရာတာထုကိုချင်းသီလဆိုတဲ့ကုသိုလ်ကောင်းမှုပါကိုယ်တဏ္ဍာမှာငယ်စဉ်ကစပြီးတော့အိုမင်းသွားသည့်ထိအောင်ရှိနေရမယ်ဒါကြောင့်မို့ရှေး